တလားအတွက်အနည်းဆုံး10ပေါင်ကနေ15ပေါင်ကြမဲ့ချမ်းလန့်မဆုစားသလိုမျိုးလိုက်စားလို့ရပါတယ်ဝိတ်ချမလို့အစီချမလို့ဘယ်ကနေစချရမလဲမသိတဲ့သူတွေအတွက်အဓိကတော့အစားတောက်ကနေစချပါလို့ပြောချင်ပါတယ်ဘော်ရီအလားကိုထိမ့်သိမ့်တဲ့သူများဂယူဆိုင်တဲ့သူများအားလုံးပဲမင်္ဂလာပါမဆုအစီချဝိတ်ချမှာဆိုလို့ရှိရင်ပထမအဆုံးလုပ်ရမယ့်အချက်ကအစားတောက်အစ်စ်ပဲဖြစ်တယ်မဆုတေလာကိုလေ့ကျင့်ခန်းဘလောက်ပဲလဲလို့အစားတောက်နီးလည်းမမှန်ဘူးဆိုလို့ရှိရင်အစီချဝိတ်ချဖို့လုံးဝမလွယ်သလိုမျိုးဘလောက်ပဲအစားရှော့ဘလောက်ပဲအစားအငတ်ခံပါစေမဆုနီးလည်းမကြဘူးဆိုလို့ရှိရင်ကျင်းနေပါအဲ့လူတယောက်ကဝိတ်ချစီချအရက်ခတ်ပါလိမ့်မယ်1ဒါမဆိုရမနက်စာပါကြက်ဥမွေကြော်နှလုံးမှာကယ်လိုရီ250အများဆုံးပဲရှိတယ်မဆိုတောင်းနေတဲ့အစီကြကော်ဖီတစ်ခွက်သေးကယ်လိုရီ90ရှိတယ်ဒါပေမဲ့မဆိုတော့အစီနတ်စားလောင်ကျွဲဖြိုခွဲပေးတယ်ကြက်ဥပြုတ်ကြီးပဲစားပါလို့မဆိုလို့ဘူးကြက်ဥကြော်စားလို့ရတယ်ကြက်ဥကြော်တဲ့ခါမှာပန်နဲ့ကြော်တယ်ဆိုလို့ရှိရင်စီအနှဲငယ်ပဲတုံးရတာဖြစ်လို့ကယ်လိုရီပို့ပြီးတော့မှနည်းပါတယ်အစီချဝေးချခြင်းနဲ့မနက်စာကိုပါစားမသိတဲ့သူတွေအတွက်ဒီမီနူးလေးတိုင်းစားလို့ရတယ်မဆိုလို့မျိုးအစီလောင်ကျွဲမှုအားနေတဲ့သူစီချတဲ့ညမှာပို့တော့မှထိရောက်မြတ်ဆန်မှုအတွက်ဓာတ်စာကိုကျင်တယ်ဆိုလို့ရှိရင်တော့ဂျီဂျိုလေးစီကော်ဖီကိုကူလို့ရတယ်သူကမဆိုတော့အမခံချက်အပြည့်အဝရှိပြီးသားမို့လို့ပေါ့နော်နီလာတိုင်းနဲ့ချခြင်းတဲ့သူတွေအတွက်မဆုစားတဲ့အတိုင်းလိုက်စားပါကျင်းတီပေါက်တလားကို10ပေါင်ကတော့အနည်းဆုံးကျစေရမယ်စနစ်တကျလေးမဆုနေ့တိုင်းတရက်စားမဲ့3နက်ကိုအပြည့်အဝလေးတင်ပေးပါမယ်အစီချဝေးချခြင်းနဲ့သူများလိုမျိုးအစီလောင်ကျွမ်းမှုအားမကောင်းမှုအစီလောင်ကျွမ်းမှုနေတဲ့စားသမျှအစီဖြစ်တယ်သူများလိုဂျင်းနေလေးကြိတ်ခန်းနဲ့မလုံနိုင်ဘူးအစားတောက်ကိုတေချာလေးကျူမဆနိုင်တဲ့သူတွေအတွက်မဆုတောက်နေတဲ့ဂျူလီစီအစီချကော်ဖီတောက်လို့ရပါတယ်